စဉ်တွေနဲ့ကိုကပါသူဟာလေရောက်ရှိလားချိန်ဆိုတဲ့ရန်နေရအောင်မှာဆုံးတွေ့ချိန်မှာကြုံမမြင်နိုင်တဲ့နေတွေပိုင်ဆိုင်နေရလို့ပါသူရဲ့ကိုယ်တွေ့တဲ့ခိုင်မှာရှေ့မဆက်နိုင်တော့ပါစိတ်သုံးခဲ့ပြီးတစုံတရာမျောလင်းမိခဲ့တာမင်းသိနိုင်မလားဆိုင်သူတွေချင်းသိလဲမပိုင်ဆိုင်နိုင်တဲ့ဘဝမှာမြင်နေရုံလေးအဖြစ်နေတာတို့အတွက်ထောင်ရလားမလိုဘူးနော်don't move soဆုံးတရားမျောလင်းမိခဲ့တာမင်းသိနိုင်မလားဆိုင်သူတွေချင်းသိလဲမပိုင်ဆိုင်နိုင်တဲ့ဘဝမှာမြင်နေရုံလေးဖြစ်နေတာတို့အတွက်ထောင်ရလား